နားထောင်မှာမင်းဟာကျိုးပဲ့ပျက်စီးနေတာမဟုတ်ဘူးမင်းဟာပင်မဲနေတာလည်းမဟုတ်ဘူးမင်းဟာလမ်းပြောင်းနေတာလည်းမဟုတ်ပါဘူးမင်းမှာမနှက်ခင်းစည်းကမ်းမရှိတာပဲဖြစ်ပြီးအဲ့ဒီအချက်ကမင်းရဲ့အနာဂတ်ကိုထိခိုက်စေနေတာပါနေတိုင်းမင်းနိုးလာတဲ့အခါမင်းကိုမင်းဒီလိုပြန်မင်းမိသလားဘာလို့နေ့တနေ့မစခင်ကတည်းကငါဒီလောက်ပင်မဲနေရတာလဲဘာလို့ငါစိတ်တွေဒီလောက်ပြန့်လွင့်နေရတာလဲအောင်မြင်မှုတွေကဘာလို့ငါနဲ့ဒီလောက်တောင်ဝေးကွာနေရတာလဲတကယ်ပြဿနာကမင်းမဟုတ်ပါဘူးမင်းရဲ့မနှက်ခင်းအလေးကျင့်တွေပါမနှက်တိုင်းမှာမင်းရွေးချယ်စရာနှစ်လမ်းရှိတယ်တစ်ခုကမင်းရဲ့အနာဂတ်ကိုတိဆောက်ပေးမယ်လမ်းနောက်တစ်ခုကတော့မင်းကိုအခုရှိတဲ့နေရာမှာလဲတစ်သက်လုံးထားမယ်လမ်းပါဒါကြောင့်ဒီနေ့မှာမင်းဘွားရဲ့ဦးတည်ချက်ကိုလုံးဝပြောင်းလဲပေးမယ်မနှက်ခင်းအလေးကျင့်၅ခုကိုပြောပြပေးပါမယ်ဘာလို့လဲဆိုတော့မင်းရဲ့မနှက်ခင်းတွေကိုပြင်လိုက်ပြီဆိုတာနဲ့မင်းရဲ့ဘဝတစ်ခုလုံးကမင်းကိုဆန့်ကျင်တိုက်ခိုက်နေတာတွေရက်တန့်သွားမှာမို့လို့ပါအချက်1အချိန်မှန်အိယာထားပါမနေ့၄နာရီကြီးထားเสียမလို့ပါဘူးဒါပေမဲ့နေ့တိုင်းအချိန်တစ်ခုတည်းမှာအိယာထားဖို့တော့လိုအပ်ပါတယ်ဒါကမနေ့ခင်းအတွက်တည်းမဟုတ်ပါဘူးမင်းကိုမင်းထိန်းချုပ်နိုင်တဲ့အခြေခံအုတ်မြစ်ကိုတိဆောက်တာပါမင်းအိယာထားခြင်းကိုမင်းပိုင်နိုင်သွားပြီဆိုရင်မင်းကိုမင်းလည်းပိုင်နိုင်သွားပါလိမ့်မယ်နေ့တိုင်းအချိန်မှန်အိယာထားတဲ့အခါမင်းကနိုးဆက်ကိုလေ့ကျင့်ပြီးနေရမဟုတ်ဘူးမင်းရဲ့စိတ်ကိုလေ့ကျင့်ပြီးနေရပါအဲ့ဒီလိုထိန်းချုပ်နိုင်စွမ်းကိုမင်းရရှိသွားတဲ့နေ့မှာဘဝကမင်းကိုဖိအားပေးနေရတဲ့ရက်တန့်သွားပါလိမ့်